Europa League ကလာယူပြီး drama ဆက်ဆက်အပွဲခံဖို့ဆန္ဒပြနေတဲ့ United ရုပ်ရှင်ထဲမှာဆိုရင်စက်သိမ်းပိုင်းမြောက်ခင်တီတကားလုံးမင်းသားကအလူအလဲခံရတာပါဇလိုက်ဂျော်ဂျီ Manchester United တင်ကလည်းဒီလိုပါပဲနောက်ဆုံးကစားခဲ့တဲ့ Premier League 10ပွဲဆက်နိုင်ပွဲများခဲ့ပါဘူး United ကတော့နောက်ဆုံးကစားခဲ့တဲ့ Premier League 10ပွဲမှာ6ပွဲရှုံး2ပွဲတည်ရကြထားခဲ့ပါတယ်ရှားမှန်24မှတ်မှာ2မှတ်ပဲရယူထားနိုင်ခဲ့တာပါဒါကတော့ဘလို့မှကိုလက်ခံနိုင်စရာမရှိတဲ့စွမ်းဆောင်ရည်ပါ United က Chelsea နဲ့ Premier League ပွဲစဉ်အဖြစ်အဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားခဲ့ပြီးတကိုးကိုမရှိနဲ့ရှုံးနေခဲ့တာပါ Chelsea အတွက်အဖို့တန်အနိုင်ကိုတော့ပွဲချိန်82မိနစ်မှာ Matt Cucurella ကခေါင်းတိုက်သွင်းယူခဲ့တာပါပထမပိုင်းမှာ Maguire က United အတွက်ဥဆောင်ကိုသွင်းခဲ့ပေမဲ့ VAR ကလူကျွံဘောတတ်မှတ်ခဲ့လို့တရေနေတွေမျက်နှာခဲ့ရပါသေးတယ်နီးပြအမွန်းကတော့ဒီပွဲမှာလူဆောင်ထုတ်ပြီး Chelsea အသင်းကိုရှင်ပြိုင်ကစားလာခဲ့တာပါကြားလက်မကောင်းပေမဲ့ဘိုးလူပွဲကစားရမယ့်ကစားသမားတွေသွေးပူလေးချင်းငယ်ဆင်းခဲ့ရပါသေးတယ် United တို့ဒီလောက်ထိစမ်းနာပြနေပုံထောက်ရင်တော့ Spurs ကိုအနိုင်ယူပြီး Europa League ကလာကိုပိုးဆွဲသွားဖို့အလားအလာညနေပါတယ်